MMBB ရဲ့တနာစရာအကောင်းဆုံးနဲ့အသက်အနာရဆုံးဟီးရိုးပြောပါဆိုရင်တော့အားလုံးပဲလည်းညှို့ထိုးပြရပါလိမ့်မယ်။ဘာလို့လဲဆိုရင်တော့အားလုံးကတာမန်လူသားမဟုတ်ပါဘူး။သူဟာလူသားမိခင်နဲ့နက်ဆိုဒီမွန်ဖခင်တို့ကနေမွေးဖွားလာတဲ့ကာပြားဟက်ဒီမွန်တယောက်ပါ။ဒီလိုမွေးဖွားလာတဲ့အတွက်သူ့ကိုလူသားတွေကနက်ဆိုမိတ်ဆာဆိုပြီးတော့ယွန်ရှာမုန်းတီးကြတယ်လို့နက်ဆိုတွေဘက်ကလည်းလူသားသွေးပါတဲ့အကောင်အားနေတဲ့အကောင်ဆိုပြီးတော့အတိမတ်မပြူကြပါဘူး။ဘယ်လိုအတိုင်းဝိုင်းကမှလက်မခံမေးငငယ်လေးကလေးကရိုက်နှက်ခံခဲ့ရပြီးအထီးကျန်ဆန်စွာနဲ့လမ်းဘေးမှာကြီးပြင်းခဲ့ရပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့သူဟာ Monian Empire Crash of Life လို့ခေါ်တဲ့ဘုရားကျောင်းရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်။ Crash of Life ကသူ့ကိုတတ်မပစ်ပဲ Raven လို့ခေါ်တဲ့အထူးတပ်ဖွဲ့တွေကိုအတင်းကျပ်တိုးသွင်းခဲ့ပါတယ်။အဲဒီတပ်ဖွဲ့ဟာဆိုရင်တော့ဘုရားကျောင်းကခိုင်းသမျှအညစ်ပတ်ဆုံးလှုပ်ကြံတပ်ဖြတ်မှုတွေအန်ဒီရဲ့အများဆုံးစစ်စင်ရေးတွေကိုတွားလုပ်ရတဲ့တိမ်မင်းတမန်ကြီးစားတပ်ဖွဲ့ပါအားလုံးပဲမင်္ဂလာပါ AMD Game Show ကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်ဒီကနေ့မှာတော့ MMBB ရဲ့ story line တွေထဲမှာရင်းနှင်းစရာအကောင်းဆုံးပုံမြင်လေးတစ်ပုဒ်အကြောင်းကိုပြောပြပေးသွားတော့မှာပါခုနကဇလန်လေးကိုဆက်ရမယ်ဆိုရင်တော့အားလုံးဟာသူ့ရဲ့ဘဝမှာဘာမျောလင်းချက်မှမရှိတော့တာကြောင့် Crash of Life ရဲ့လက်ကင်ထုတ်လူသက်လက်နက်တစ်ခုအဖြစ်သူအေးအေးနဲ့ပဲတာဝန်တွေကိုထမ်းဆောင်ရင်းအသက်ရှင်နေခဲ့တာပါဒီလိုနဲ့တနေ့မှာတော့ Crash of Life ကခိုင်းစေတဲ့ mission တစ်ခုမှာအားလုံးဟာဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးသွေးထွက်လုံးကသတိလစ်မေမျောသွားခဲ့ပါတယ်သူသတိပြန်လေရလာတဲ့အချိန်မှာတော့တာမန်ရွာလေးတူရွာကအိမ်လေးတစ်လုံးထဲကိုရောက်နေတာသိလိုက်ရပါတယ်။သူ့ကိုတေလူမျောပါအချိန်တွေကနေပြုစုကဲတင်ပြီးခဲ့တာကတော့မီလာဆိုတဲ့တာမန်မိန်းငယ်လေးတစ်ယောက်ပါ။မီလာဟာအားလုံးရဲ့မျက်လုံးတစ်ဖက်ကနက်ဆိုးမျက်လုံးဖြစ်နေတာကိုမြင်လျက်နေတာမှမကြောက်ရွံ့ခဲ့ပါဘူး။လူသားတွေကရောဖျားเจ้าကပါသူ့ကိုမိတ်ဆာလို့သတ်မှတ်ထားတဲ့အချိန်မှာမီလာကတော့အားလုံးကိုတာမန်လူသားတစ်ယောက်လိုပဲနှွေးနှွေးထွေးထွေးဆက်ဆံပြီးဒဏ်ရာတွေတက်တာလာတဲ့အထိအစွမ်းကုန်ပြုစုပေးခဲ့ပါတယ်။အားလုံးရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးတယ်အစားအသောက်တွေကိုမျှဝေပေးခဲ့တယ်အားလုံးတယောက်လူသားဆန်မှုတွေမြစ်တာတရားတွေနှွေးထွေးမှုတွေကိုမီလာနဲ့တွေ့မှပထမဆုံးချိန်ခံစားပူတာပါဒီလိုနဲ့ပဲမီလာဟာအားလုံးရဲ့အမောင်မိုက်ဆုံးဘဝတွေကကမ္ဘာပေါ်မှာသူ့ကိုချစ်ခင်ပေးတဲ့တူရဲသောသူနဲ့တခုတည်းသောအလင်းရောင်လေးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကအရန်ရက်ဆက်ပါတယ် Crash of Life ကတာဝန်ရှိသူတွေဟာမီလာကလေးကနက်ဆိုးကာပြားအားလုံးကိုဖတ်ထားပြီးကဲတင်ပေးခဲ့တယ်ဆိုတာကိုသိသွားခဲ့ကြပါတယ်သူတို့ဟာတရားမျှတသောအလင်းရောင်ဆိုတဲ့ခေါင်းစဉ်ကိုတက်ပြီးတနာစရာကောင်းတဲ့အပြစ်မဲ့တဲ့မိန်းကလေးမီလာကိုမိစာနဲ့ပူးပေါင်းသူဘာသာရေးကိုတစ္ဆာဖောက်သူဖြစ်ဆွဆွဲကရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ပစ်ခဲ့ပါတယ်ဒီလိုနဲ့အားလို့ရောက်သွားတဲ့အချိန်မှာတော့မီးတောက်တွေကြားထဲမှာမီလာတယောက်အသက်ငွေ့ငွေကလေးနဲ့တေးဆုံးသွားရတာကိုရင်ခွဲပလက်မြင်တွေ့လိုက်ရပါတယ်အားလို့ဟာဒေါသတွေထိမ်းမြတော့ပဲသူ့မှာရှိတဲ့နက်ဆိုးဆွမ်းအားတွေကိုအကုန်ထုတ်သွင်းကအဲ့ဒီနေရာမှာရှိတဲ့ဖျားเจ้าကလူတွေအကုန်လုံးကိုသွေးချောင်းစီအောင်တပ်ဖြတ်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အားလုံးဟာသူ့ဘဝရဲ့တခုတည်းသောအလင်းရောင်လေးဖြစ်တဲ့မီလာရဲ့ရိုးအလောင်းလက်ထဲမှာမီလာပေးခဲ့မှုတဲ့ဆွဲကြိုးလေးကိုထည့်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ဘဝရဲ့အလင်းရောင်လေးကိုဆုံးရှုံးလိုက်ရတဲ့အားလုံးတယောက်မီလာရဲ့အုတ်ဂူဘေးမှာပဲညှိုးငယ်စွာထိုင်ချလိုက်ပါတယ်။ကြည့်လိုက်ပါဦးမီလာ။ဂျေဒီကမင်းထွက်ထွန်းလင်းပေးနေလိုက်တာတဲ့။ကဲမျက်ရည်တုပ်လိုက်ကြပါဦး။အားလုံးကိုဇန်နာပေးထားတာကမွေးကလေးရဆိုရင်သူ့မှာပျော်ရဲလို့ကိုမရှိရဘူး။မီလာလေးနဲ့တွေ့တော့မှပဲပျော်ရတာလေးကိုမီလာလေးကလည်းတီးသွားရောကိုသာအားလုံးနေရာမှာဆိုရင်ဘလုံးမှခံစားနိုင်မှာမဟုတ်ပါဘူးဘဝကြီးကအတိတ်ပဲမဲ့သွားမှာဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကိုတော့မျက်ရည်နဲ့ပဲကျွန်တော်အဆုံးသတ်ပါတော့မယ်နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်နော် Mobile Legends နဲ့ပတ်သက်တဲ့ Diamond တွေကို AMD Game Show မှာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ခင်ဗျာ